များတို့အခုမြင်နေရတဲ့မြင်ကွင်းကရုပ်ရှင်တွေကမဟုတ်တလို့အိမ်မက်တစ်ခုလည်းမဟုတ်ပါဘူးဒါဟာကမ္ဘာအချမ်းသာဆုံးစီးရင်ဝင်ဒူဘိုင်းကကုတေတထေးကြီးတွေရဲ့တကယ်လက်တွေ့ဘဝပဲဖြစ်ပါတယ်ဒေါ်လာအထက်လိုက်နဲ့ရွှေချောင်းတွေကြားမှာအိတ်ဆက်အနားယူနေတာကသူတို့အတွက်တော့တာမန်နေစဉ်ဘဝတစ်ခုလိုပါပဲဒါတင်မဲလားဆိုတော့မဟုတ်သေးပါဘူးသူတို့ရဲ့အိမ်သားတွေကိုတော့ရွှေစစ်စစ်တွေနဲ့ပြုလုပ်ထားတယ်ဆိုတာခင်ဗျားတို့ယုံနိုင်ပါသလားရိုးရိုးရွှေရောင်တုတ်ထားတာမျိုးမဟုတ်ပဲ24ကာရက်ရွှေစစ်စစ်တွေနဲ့စီချဲထားတဲ့အိမ်သာခွက်တွေဘုံပိုင်ကောင်းတွေနဲ့ရေချိုးခန်းသုံးပစ္စည်းတွေကနန်းတော်တစ်ခုတည်းရောက်နေသလားထင်မှတ်ရလောက်အောင်ကိုခမ်းနားလုံးပါတယ်ဒူဘိုင်းတထေးတွေရဲ့နေထိုင်မှုပုံစံကတကယ်ကိုအမခမ်းပါပဲလမ်းမပေါ်မှာစိန်တွေစီထားတဲ့ကားတွေရွှေရောင်တောက်နေတဲ့စူပကားတွေကိုအပျော်စီးနေကြတယ်လို့သူတို့စားတဲ့အစားအစာတွေထဲမှာတော့စားလို့ရတဲ့ရွှေမုံတွေကိုထည့်သွင်းစားတော့ကြတယ်အိမ်မွေးတိရစ္ဆာန်ဖြစ်လဲတာမန်ခွေးကြောင်တွေထက်ချင်းသေးနဲ့ကြားတစ်လိုတာရဲတွေကိုတော့ရင်ပါအောင်ဝေယူထားကြတာပါဒါဟာသူတို့ရဲ့အကန့်အသတ်မရှိတဲ့ကြွယ်ဝမှုနဲ့ဩဇာအာဏာကိုပြသနေတဲ့ Dancing Royal Lifestyle ပဲဖြစ်ပါတယ်ဒီလိုစမ်းကြယ်လုံးတဲ့တထေးတွေရဲ့အကြောင်းနဲ့ဒူဘိုင်းရဲ့လျှို့ဝှက်ချက်တွေကိုထပ်ပြီးသိကျင်သေးတယ်ဆိုရင်တော့ကျွန်တော်ကိုအခုပဲ follow လုပ်ထားလိုက်တော့နော်